ပြည်ထောင်စုစည်ရင်းစစ်ချုပ်ရုံးရဲ့အသိပညာမျှဝေရေးအစီအစဉ် Knowledge Sharing Program KSP အရာလျှက်စစ်နှင့်စွမ်းရည်ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်တဲ့ရေနံနဲ့ရေနံကျွဲပစ္စည်းဆိုင်ရာဥပဒေနဲ့အညီဆောင်ရွက်ခြင်းနဲ့ဆက်လင်းတဲ့အသိပညာမျှဝေဆွေးနွေးပွဲကိုဒီကနေ့မွန်လွယ်ပိုင်းကပြည်ထောင်စုစည်ရင်းစစ်ချုပ်ရုံးနရခမ်းမမှာ Hybrid စနစ်ဖြင့်ကျင်းပပါတယ်ဆွေးနွေးပွဲသို့ပြည်ထောင်စုစည်ရင်းစစ်ချုပ်ဒေါ်နိုင်သက်ဦးဒုတိယစည်ရင်းစစ်ချုပ်တိုင်းဒေသကြီးပြည်နယ်စည်ရင်းစစ်ချုပ်များအမြဲတမ်းအတွင်းဝန်ရေနံတွဲပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့်ပြည်ထောင်စုစည်ရင်းစစ်ချုပ်ရုံးတိုင်းဒေသကြီးပြည်နယ်စည်ရင်းစစ်ချုပ်ရုံးများနေပြည်တော်စည်ရင်းစစ်ရုံးနှင့်မြန်မာနိုင်ငံစည်ရင်းကောင်စီရုံးတို့မှတာဝန်ရှိသူများတက်ရောက်ကြပါသည်ဆွေးနွေးပွဲမှာပြည်ထောင်စုစည်ရင်းစစ်ချုပ်ကအမှားစကားပြောကြားပြီးလျှက်စစ်နှင့်စွမ်းရည်ဝန်ကြီးဌာနရေနံတွဲပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဥပဒေနှင့်မူဝါဒဌာနခွဲမှဒုတိယညွှန်ကြားရေးမှူးကရေနံနှင့်ရေနံတွဲပစ္စည်းဆိုင်ရာဥပဒေနှင့်အညီဆောင်ရွက်ခြင်းနဲ့ဆက်လင်းပြီးရှင်းလင်းဆွေးနွေးကတက်ရောက်လာကြသူများကသိရှိလိုရာများမေးမြန်းခြင်းပြန်လည်ရှင်းလင်းဖြေကြားခြင်းအပြန်ပြုဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်